天气点嘛，有挺大家的，有些人写的，လုံးချင်လို့ရအောင်လူပြရများတယ်ပါလေကို他是这个偏南吧一点。ဒီနေ့ကတော့ကျမရဲ့ပထမဆုံးလုပ်တဲ့မယ့်နေ့ဆိုတော့ရခုံပြီးစိတ်လှုပ်ရှားမိတယ်။အဲ့လိုနဲ့ရုံရောက်သွားတဲ့အခါရုံကလူတွေကလှုပ်ရှုပ်နေကြသလိုပဲ။ကျမဘယ်ကိုသွားရမလဲမသိနေသလိုဘာဆက်လုပ်ရမှန်းလည်းမသိပဲနေရာမှာရက်နေမိတယ်။ကံကောင်းစွာနဲ့ကျမအကြာကြီးရက်နေရတာကိုတယောက်ယောက်မြင်သွားတဲ့ထင်ပါရဲ့။တာဝန်ရှိတဲ့လူတယောက်ရောက်လာပြီးကျမရဲ့အလုပ်နေရာစီကိုညွှန်ပြပေးခဲ့တယ်我看你家里面是八百三的，里面那看啥？ အချိန်တွေကုန်လွန်သွားခဲ့ပေမဲ့စီနီယာတယောက်မှကျမစီကိုရောက်မလာခဲ့ပါဘူး။ကျမဘေးပဝင်းစင်မှာတော့သူတို့တွေကရီမမော့စကားတွေပြောနေကြတယ်။သူတို့စကားဝိုင်းနဲ့ဘယ်လိုဝင်ပါရမလဲကျမမသိသလိုအရန်ချင်းမသိသေးဘဲနဲ့သွားခင်မင်ပြနေရင်ရောအဆင်ပြေပါမလားလို့ကျမတွေးမိတယ်။ရီမောပြောဆိုနေကြတဲ့အဖွဲ့တွေကအကိုတယောက်ရောက်လာခဲ့တယ်။သူကကျမလုပ်ရမယ့်အလုပ်တွေကိုရှင်းပြပေးမယ်စီနီယာပါတဲ့။သူကပြောလာခဲ့တယ်။ကိုတို့ကဟာလိုက်ဒီမှာကြားရတာနော်။ဒီရရှင်နေ။သူကပြောရင်ကျမခေါင်းငိမ့်ပြတာနဲ့ထွက်သွားခဲ့တယ်။ကျမလည်း project တွေကိုလေ့လာရင်းနဲ့ထမင်းစားချိန်ရောက်လာခဲ့ပါတယ်။ထမင်းစားချိန်ရောက်တဲ့အခါဝမ်းနည်းစရာပြဿနာတစ်ခုနဲ့ကြုံတွေ့ခဲ့ရတယ်။ဘယ်သူမှကျမကိုထမင်းစားဖို့လာမခေါ်ခဲ့တာပါပဲ။သူတို့ထွက်သွားကြတာကိုကျမတွေးခဲ့ပြီးမဲ့သူတို့ထမင်းသွားစားနေကြတယ်ဆိုတော့ကျမမရိပ်မိခဲ့ပါဘူး။ကျမ project ကိုလေ့လာပြီးတဲ့အချိန်မှာတော့ထမင်းစားချိန်ဟာတဝက်ကျိုးကိုရောက်နေခဲ့ပါပြီ။ကျမဘေးနားဖြတ်သွားတဲ့အမကိုကြည့်ပြီးမေးလိုက်မိတယ်။သူတို့ပြန်ဖြေခဲ့တဲ့ဖြေကကျမကိုအံ့အားသင့်သွားစေခဲ့ပါတယ်။စားပြီးပါပြီတဲ့။ဒါဆိုရင်ကျမရောပထမဆုံးနေ့ဆိုတော့ဒါမျိုးကဖြစ်တတ်ပါတယ်။ကျမတယောက်တည်းစားခဲ့ပြီးတော့ကြည်ပြီးသား project ကိုနောက်ချိန်ထပ်လေ့လာနေခဲ့တယ်။ကံကောင်းစွာနဲ့ကျမတစ်နေ့လုံးစီနီယာအကိုကလွဲပြီးတခြားလူတယောက်နဲ့မှစကားမပြောခဲ့ရပါဘူး။နောက်တစ်နေ့ရောက်လာခဲ့တဲ့အချိန်မှာလည်းဘယ်သူမှစကားလာမပြောခဲ့ပါဘူး။ပထမနေ့ကစကားလာပြောခဲ့တဲ့စီနီယာအကိုကတော့အထက်ကဘာမှမခိုင်းသေးလို့အရင်ဟာလေးပဲလှုပ်ထားပေးပါအောင်လို့ပြောသွားပြီးတော့ကျမကိုထားခဲ့ပါတယ်။ကျမဘေးပက်ပက်လေကိုကြည့်နေခဲ့မိတယ်။အားလုံးကရီမောပျော်ရွှင်နေကြတဲ့ပုံပဲ။ကျမလည်းသူတို့နဲ့အတူတူစကားတွေပြောရင်းနဲ့ကုမ္ပဏီအကြောင်းမေးကြည့်ချင်ခဲ့မိတယ်။တကယ်ချင်းမိတ်ဆွေတွေထားပြီးတော့အတူတူရီမောအလုပ်လုပ်ချင်မိတယ်။အဲ့ဒီလိုနဲ့တတိယနေ့စရုပ်ထားနေ့ဖြစ်စမနေ့ကျမဘယ်လိုလုပ်ရပါမလဲ။ရုံးမှာလူပိုကြီးများဖြစ်နေပြီလားကံကောင်းစွာနဲ့ပဲအစမ်းခန့်3လလုံးလေ့လာရင်းနဲ့အချိန်တွေကုန်ဆုံးနေခဲ့ရပါတယ်ရုံးကလူတွေနဲ့ပေါင်းတင်မှုကပိုခက်ခဲလာခဲ့တယ်ကျမအရန်အထီးကျက်လာပဲဘယ်လိုလုပ်တယ်လဲလုံးမပြောတော့တလို့ပါပဲကျမစောင့်နေရင်းနဲ့ခဏလောက်ကြာတဲ့အခါစီနီယာကိုကြီးတယောက်ရောက်လာခဲ့ပါတယ်ဒီခု project တွေရဲ့ file တွေပေါ့နော်ဒီမှာဒီဘက်ကညီမလေးတွေတွေ့ပြီးတော့လုပ်ရမှာပေါ့နော်အဲ့တော့ဘယ်လိုလုပ်ခမတိုင်းကုန်လေးလာပြည့်စုံလာခေါ်လိုက်မယ်နော်ကျမကောင်းညင်ရင်စီနီယာအကိုညွှန်ပြတဲ့အမရှိယာကိုကြည့်လိုက်မိတယ်အဲ့ဒီမှာကျမကိုရည်ပြတော့ကျမလည်းပြန်ပြုံးပြလိုက်မိတယ်ထမင်းစားဖို့အချိန်ရောက်လာတဲ့အခါကျမဝင်ရမယ့်အဖွဲ့တွေကစီနီယာတွေကကျမစီကိုရောက်လာကြတယ်သူတို့ကအတူတူစားကြဖို့လာခေါ်တာပါတဲ့ပြီးတော့ထမင်းစားရင်ကျမလိလာနေရတာအဆင်ပြေရဲ့လားလို့လည်းမေးကြတယ်အစပိုင်းတော့နည်းနည်းအနေစိမ့်နိုင်ပေမဲ့နောက်ပိုင်းအတူရှိရမယ့်ကာလကြာလာတဲ့အခါရုံးထဲကလူတွေနဲ့တငယ်ချင်းတွေလိုမျိုးခင်မင်လာနိုင်လောက်ပါတယ်နောက်လာမယ့်နေ့ရက်တွေမှာလည်းအခက်အခဲတွေအတူတူဖြေရှင်းနဲ့ပျော်ရွှင်တဲ့နာဂတ်လေးရလာနိုင်မှာပါကျမအဲ့ဒီလိုနာဂတ်လေးကိုစောင့်မျှော်နေမိပါပြီ
ပထမနေ့မှာအဖွဲ့ရဲဝင်ဆက်နိုင်ခဲ့ပါတယ်။နောက်တစ်နေ့ရုံးလုပ်ဖို့ကင်ဘက်တွေကကျမကိုလာနှုတ်ဆက်ကြတယ်။ပြီးတော့ရုံးရဲ့ဖွဲ့စည်းပုံတွေနဲ့စီမင်းစည်းကမ်းလေးတွေရှင်းပြပေးတယ်။အကောင်လုံးကပြုံးရည်နေကြတာပါပဲ။ကျမလည်းဘေးပတ်ဝန်းကျင်ကအပြုံးတွေကိုကြည့်ရင်လည်းပြန်ပြုံးပြလိုက်ပါတယ်။ငါလည်းသူတို့တွေကတယောက်ဖြစ်လာပြီပဲ။